စူပါဘဲတော့ဒီယခုလိုလူချစ်လူခင်ပေါ်များရခြင်းဒီဖယားတရားတန်ကမိဘဆရာသမားဂုံကျေးဇူးကြောင့်ဖြစ်ပါသည်ဤသစ္စာစကားပန်ကမာသည်ဖယားတပည့်တော်စူပါဘဲတော့ဒီခင်မွန်းကြီး10ပါးကိုလည်းအမြဲဥချရှိခိုးလျက်ပါမင်္ဂလာပါဘယ်ဘက်ကိုချစ်တဲ့ကျေးဇူးရှင်ပြည်သက်ကြီးတက်ရှိချမ်းမှာစီးပွားဥစ္စာတွေတိုးတက်ကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းပြည့်စုံကြပါစေနှစ်သက်မှစ၍စိတ်တော်တိုင်းကိုပါလူရဆန္ဒပြည့်စုံပါစေလို့ကျွန်တော်စူပါဘဲတော့ကနေပြီးတော့မေတ္တာပို့တာပါတယ်ဘယ်ဘယ်ဒီနေ့မှာလူရှင်တော်ပြည်သက်များအခမ်းရင်ပြည်သက်များကိုဗိတ်သိက်သွန်းလောင်းခြင်းဖြင့်အလူတကာအလူမများချီးမြှင့်တော်လူပညာချင်းများကျေးဇူးရှင်ပြည်သက်များက9ရက်သားသမီးများကလည်းဘယ်ဘဲကိုချစ်ပြီးတော့ဝိုင်းပြီးဆုချကြတဲ့အလူပညာချင်းများကိုဘယ်ဘဲဒီနေ့မှာတိန်းတရားဖျားကြီးဓမိကယာမချမ်းမြတ်တာဒီကျောင်းကဆရာတော်ဖျားကြီးဥမာလာကိုလှူနိုင်ပါတယ်ဘယ်ဘဲအခုလိုလှူနေတာဒီ9တန်း9တမျိုးနဲ့ဘယ်ဘဲကိုချစ်ပြီးငှားကြတဲ့ဗိသိက်မှာဗိသိက်ခန်းငှားကြတဲ့အတွက်အလူတကာအလူမများရဲ့အလူငွေပါပဲခင်ဗျာဒါကြောင့်မို့အားလုံးရဲ့အလူငွေများကိုဘယ်ဘဲတိန်းတရားလှူနိုင်တဲ့အတွက်အလူတကာအလူမများနဲ့ဘယ်ဘဲကိုဆုချတဲ့9တန်းသမီးများအားလုံးကျမ်းမချမ်းသာအောင်ဆုတောင်းလဲပေးပါတယ်နောက်လူတကာအလူမများလဲတာရုခွန်နိုင်အောင်ဒီပူလေးကိုတင်ပို့ရဖြစ်ပါတယ်ခင်ဗျာအားလုံးတက်ရှိချမ်းသာရေးစီးပွားဥစ္စာတိုးတက်ကြပါစေသာသနာပြုနိုင်ပါစေစူပါဘဲတော့နဲ့ဗိသိက်ခမ်းမှာလူကြီးပေးပြီးတော့ကြီးကျယ်ခမ်းနားစာသာသနာပြုနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဒါပေမဲ့တိန်းတရားဒီနေ့လှူနိုင်ပါတယ်ခင်ဗျာအတက်နေ့မှာဆိုတော့အတိတ်နမိတ်ယူပြီးတော့အလူတကာအလူမနဲ့9သားသမီးများအားလုံးစီးပွားရေးတိုးတက်စေခြင်းကဒီနေ့လှူဒန်းမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့တကြံအတက်နေ့မှာလှူဒန်းမှာပါတိန်းတရားလှူဒန်းမှာဘဲဒီနေ့တကြံအတက်နေ့မှာလေဘဲကိုရီလာကြတော့လားပုံမမျိုးပါလာလေဘိမီရဒါမုံမြတ်တော့အလေးလို့ခေါ်ရင်ငါတို့ရဲ့နော်အဲဆိုတကြီးရွယ်ဦးများကိုဒီကျန်ထဲမှာနှစ်တည်းမှာကုလောင်းလို့မှာဆိုဒီနေ့အတက်နေ့မှာမြေစံတည်းနေ့မှာလူကြီးများကိုကြွရတဲ့တက်ရှိချမ်းမှာစီးပွားတူတက်တယ်။ငါသမီးတွေလုပ်သမျှအလုပ်တွေဖြစ်ပါစေ။စမဘတ်လည်းနေ့တိုင်းအောင်ပါစေ။တက်ရှိချမ်းမှာရေးဒီသားစုများအားလုပ်ချင်နိုင်တဲ့သမီးကောင်းရတနာကြီးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။ယေရှုနဲ့ပြပါစေ။တာနဲ့ချစ်ချစ်တို့ကြီးလည်းကြမ်းမချမ်းသာပါစေတမီးလေးပုံပုံလည်းကြမ်းမချမ်းသာပါစေတမီးရဲ့မမေကပြင်ဦးနဲ့မှာမေစပယ်လှပြပြင်းလောက်တာဆိုတော့စပယ်မိတ်ကဆိုင်ကြီးလည်းအလုပ်ကြီးအများကြီးဖြစ်ပါစေအလူတကာအလူမများလည်းမိတ်ကတွေအများကြီးလာနေပါစေနော်စပယ်နေလာပြီးခေါင်းလျှော့တဲ့လူရောအလှပြတဲ့လူရောအများကြီးဖြစ်ပါစေလို့မိမိသားစုကိုဆုတောင်းပေးပါတယ်ပေးရဆုနဲ့ပြပါစေဒီရမှာပေါ့ဗျာအတက်နေမှာဒီရဘဲဒီဟာပါလို့လားတော့ပုံမနဲ့ချစ်ချစ်တုံရဲ့သမီးတို့ကမဲ့ဒါလေတိန်းတရားလူတကာအလူမတွေကဒီဘဲကိုဗိသိက်မြောက်ခလူပညာကြီးချင်းမြင့်နေနောက်ပြီးတော့ဗိသိက်လာပြီးတော့နားထောင်ရမှတဲ့9သား9လူတွေကဘဲကိုဆုချကြလေအဆုချတာကိုဒီနေ့မှာဘဲရနေပြီးတော့ဖျားကြီးဓမိကယာမှာချင်းမြတ်သားကျောင်းကဖုန်ကြီးဥမလာကိုတိန်းတရားလူရမ်းမှာအဲ့ဒါကြောင့်မို့ဘဲရဒီလိုလေးတက်လွတ်ထားတာအတက်နေဆိုတော့စီးပွားတွေလည်းလူတကာအလူမများတက်အောင်လို့အတိတ်မိဆောင်ပြီးတော့ဖဲနေဒါလေးလှူမလို့ပုံမရမှတ်ထားနော်နည်းနည်းအဲ့လိုလှူရတယ်နော်တာတူဘဲပိတ်တင်ရောက်လို့ရှိရင်လေတာတူခေါ်ရင်ပါရတာကလေးတွေမှတ်ထားကြတယ်လို့သမီးရဲ့အဖေအဖေသိမြောက်လို့ရှိရင်အများနဲ့ပြောရလေနာကိုတောင်းရှစ်တာရုတေဟောလေအတင်ချေတဲ့တရားတောင်းတဲ့သူတရားဟောတဲ့သူတရားနာတဲ့သူတာရုခေါ်တဲ့သူများသည်အပေတကားပိတ်နိဗ္ဗာန်တကားပွင့်တယ်တဲ့တရားပြောမယ်ဆိုလို့ရှိရင်တော့တာရုခေါ်ကကုသိုလ်တဝဲရတယ်တဲ့ပုံတာတူခေါ်ကတဝဲရတယ်တဲ့ဟုတ်တယ်လားဟုတ်တယ်ဘဲအဲ့ဖတူလေးတာတူခေါ်မှာနော်အေးခေါ်ပြတာတူပိတ်တော့တဝဲတဲ့ဘာဘဲ